ဒါကင်မရာ setting တွေရတမှာတာရှိမှာကင်မရာ setting ထဲမှာဒါ my device ကတော့တကယ်လို့ version တွေပါတယ်မြင့်ဖို့လိုမှာပေါ့နော်ဆိုတော့ version မြင့်ဖို့လည်းဆိုဒီ current version နဲ့ဝင်ပြီးတော့ version မြင့်မယ်ဒါဆိုသုံးရတာပိုတွတ်တယ်ပေါ့နော်password တွေပါလေ change နေလဲ change လုပ်ရတယ်ပေါ့နော်ဒါမလိုပါဘူး password change ရတာနောက်ဒီမှာပါရှိနေဆိုတော့ time ရှိမယ် time ကတော့ဒါ time zone ပေါ့ time zone change ရမှာတော့ time zone ကဒါ change ရမလို့ပေါ့6ခွဲဆိုတာမြန်မာနိုင်ငံစံတော်ချိန်ပေါ့နောက်ကကျတော့ alarm notification ကကျတော့ဘာလဲဆိုတော့သူက alarm device alarm ကိုဖွင့်ထားမယ်ဆိုရင်သူက device မှာဖြစ်တဲ့ alarm ပေါ့နော်ဒါဖုန်းထဲ message ပို့ပေးတာပေါ့နော် report snapshot ဒါတွေကလည်းတိတ်တော့မလို့အလိုရင်ဖွင့်ထားပေးရတယ် alarm snapshot တွေဒါပို့ပေးတာပေါ့ပုံလေးတွေနဲ့သူဖြတ်သွားတဲ့ဟာလေးတွေဒါလန်ပို့ပေးတာပေါ့နော်ဒါတော့နေ့ဘက်ပဲသုံးလို့မကောင်းနေ့ဘက်တော့သုံးလို့မကောင်းညဘက်ပဲကောင်းတာဆိုတော့ခဏ message ပို့နေမှာပေါ့နော်ဒါ share device ကတော့ဒါကိုကသူများတယောက်ကို share ပေးမယ်ဆိုရင်သူ့ရဲ့ Gmail ကိုဒီမှာ add ပေးလိုက်ပေါ့နော်ဒါမှ QR code နဲ့ပေါ်ပြီးတော့ share လိုက်မယ်ဆိုတော့ QR code သူ့ပေးလိုက်ရင်သူက share လုပ်လိုက်ရတယ်အဲ့လိုမှမဟုတ်ဘူးအလွယ်ဆုံးသုံးနေတယ်ဆိုတော့ကိုသုံးခဲ့တဲ့ကိုအကောင့်ဖွင့်ခဲ့တဲ့ Gmail ရယ်ကိုပေးခဲ့တဲ့ password နဲ့သူ့ပေးလိုက်ရင်သူက login ဝင်လိုက်တယ်နဲ့ကြည့်လို့ရတယ်အဲ့လိုနော်ဟိုကို Gmail မပေးချင်ဘူးကိုယ့်ရဲ့ password ကိုလည်းမပေးချင်ဘူးဆိုရင် Gmail password မဟုတ်ဘူးနော် CD ပေးတဲ့ password ပေါ့မပေးချင်ဆိုတော့ဒီမှာဒီကနေ share device ကနေပြီးတော့သူ့ Gmail နဲ့အကောင့်ဖွင့်ခိုင်းပြီးတော့ဒီကနေ share ပေးလို့ရပါတော့ sign up free authorization ဒါတွေကမလိုပါဘူးနော် alarm detection ကတော့ရှိပါဘူးနော် alarm detection မှာပါရှိပြန်ဆိုရင် motion detection ရှိမယ် human body detection ရှိမယ်ဒါအများအားဖြင့်တော့ human body detection ကိုတော့အောင်ပါဘူးနော်အဲ့ဒါမှသူကလူဖြတ်လာတယ်သွားညာဆိုလို့ရှိရင်သူကဟိုပါပေါ့နော်လူဝင်လာဆိုရင်ဒါသိအောင်ပေါ့နော်ဒါအောင်ပေးလိုက်မယ်ဆိုရင်ဒီဘက်မှာသူ alarm area ကိုကျွန်တော်ကသတ်မှတ်ပေးရမှာတခုပေါ့နော်သတ်မှတ်ပေးပြီးတော့မှသူက alarm area ဒါသတ်မှတ်လိုက်မယ်နော်ဒါတွေကအချင်းကျယ်လုပ်လို့ရတယ် area လေးတွေကဒါကိုလိုသလောက်ပေါ့နော်သတ်မှတ်လိုက်ပါသတ်မှတ်လိုက်ပြီဆိုရင်ဒီနားတစ်ဝိုက်ကိုလူဝင်တာနဲ့အော်မှာပေါ့ alarm sound ပေါ့ alarm sound ကတော့ဟို device မှာပါသူကထားပြီးတော့အဲ့လိုအတန်ကျဲအော်ပေးတာပေါ့နော် alarm sound on လိုက်မယ်ဆိုရင်တော့ဒါပြီးတော့ sensitivity ကိုလည်း medium ထားလို့ရတယ် short ထားလို့ရပါတော့ height ထားလဲဆိုတော့နည်းနည်းလှုပ်တာနဲ့သူကအော်မှာပေါ့နော်ဒါဒီလိုမျိုး alarm sound ကိုပိတ်လိုက်တယ်ဆိုရင်တော့သူက movement သူကလူဝင်လာတဲ့သူကဖုန်းထဲ message ပို့တာပေါ့ဟိုလိုမျိုး device message လည်း on ထားရမယ်ဆိုရင်ပေါ့ဒါတော့ custom တော့အချိန်တတ်မှတ်တာပေါ့တိတ်တော့မလို့ပါဘူးနော်ဒါတွေကတော့ညဘက်မှာတုံးတာပေါ့နော်တိတ်တော့မလို့ဘူးနော်ညဘက်ဟိုညကိုတခိုးဝင်လာပါညာသိအောင်လို့ကင်မရာနဲ့ on လုပ်ပေးတာပေါ့နော် auto tracking ကတော့ဟိုပါပေါ့လူနောက်ကိုလိုက်လဲတာပေါ့နော်ဒါလေး on ပေးလိုက်မယ်ဆိုရင်လူဝင်လာတာနဲ့လူနောက်ကိုလိုက်ပြီးလဲတာပေါ့နော် customize alarm အဆောင်ကကြတော့သူကဒီမှာအဲ့လိုသူကဟိုပါပေါ့နော်ကိုသူ့ရဲ့စက်ထဲမှာပါတဲ့ original အတန်ကတော့အတန်ကျဲပေါ့နော်ဘယ်လိုမျိုးအတန်ကျဲမသုံးချင်ဘူး hello မင်္ဂလာပါညာလို့ထည့်ထားခြင်းတယ်ဆိုတော့ဒီ add alarm sound လေးထည့်လိုက်မယ်ဆိုရင်ကိုကအတန်လေး record ပေးထားပြီးလို့ချင်းအဲ့အတန်ကို choice လုပ်ပေးတယ်ဆိုရင်ဒါဖြစ်လို့ရတာပေါ့နော်ဒီအတန်ထွက်ပြီးတချို့ကျ hello welcome မင်္ဂလာပါပေါ့နော်အဲ့လိုမျိုး sign နေမှာဆိုအဲ့လိုသုံးမယ်ဆိုသုံးလို့ရတယ်လူဝင်တိုင်းတော့ off ပေးမှာပေါ့နော် image ကတော့ပါရှိမယ်ဆိုတော့ဒီမဲ့ image မှာသူကအော်ဒီမှာအလင်းအမှောင်လေးပါလေချိန်လို့ရတယ်ပေါ့နော်လင်းမောင်တွေဟို resolution တွေဟိုအရောင်တွေပါချိန်ဒါတော့တိတ်တော့ရင်းကြီးပေါ့နော် image inches ဒါ image တိုင်းကဒါ color ချိန်တာပဲဒါ WDR တို့ဘာလို့ဆိုတော့ပါပေါ့မီအလင်းအရင်အောင်ပြန်တယ်အလင်းအောင်ပြန်တယ်ဆိုလို့ရှိရင်တော့သူကပြတာပေါ့နော်နောက် auto day night day မှု night မှုဒါလည်း auto ပဲထားတာပေါ့နော်ဒါညရောက်တဲ့နဲ့သူက auto ဟောပေါ့နော် infrared မီးပေါ့အမောင်နဲ့ဆိုတော့ view မဲနဲ့ပြမှာပေါ့နော် OSD ရတာdate time လေးဒီမှာပြနေတာပေါ့အဲ့လိုဒါတော့သိတော့မလို့ပါဘူးပြီးရင် video quality က8.265 ပဲထားတာနော်နောက် OSD က text over they on this ဒါလည်းမလို့ပါ storage ကတော့လို့မယ် storage ကကျွန်တော်က memory ကအသစ်ထည့်မယ်ဆိုရင်တော့ဒီမှာ format တော့ချပေးရနော် format မချလို့တော့မရဘူးကအသစ်ထည့်ထားမယ်ဆိုရင်အဲ့ဒါမှသူက format ချပြီးတော့မှဒါသူက record ဖတ်မယ်နော်နောက် override ကို on ထားရမယ်
wireless on မှာသူက auto ဖြတ်ပေးမှာပေါ့နော်ဒီ recording type မှာကျွန်တော်က schedule ထားမယ် schedule ထားပြီးတော့ဒီမှာ okay နေလိုက်ပေါ့နော်ပြီးရင်ဒီမှာschedule ထားပြီးတော့မှဒီမှာ recording schedule မှာ audio ပေးထားတာပဲဒါမှသူက24နာရီတောက်လျှောက်မှတ်မှာပေါ့နော်အဲ့လို schedule မထားဘဲနဲ့ event ပဲထားမယ်ဆိုတော့သူလှုပ်ရှားမှုရှိမှမှတ်မယ်ပေါ့အဲဆိုတော့ memory ကအစသက်တာမယ်လှုပ်ရှားမှုမရှိရင်သူ record မမှတ်ဘူးပေါ့နော် image gallery မှာ HD ထားရမယ်ဆိုရင်ပိုကောင်းတယ်နော် PDZ ကနာဒါ auto လဲတဲ့ဟာဆိုတော့ဒါလည်းမလိုပါဘူး stream ကတော့ပိတ်တာပေါ့အဲ့လိုပေါ့နော်ဒါဆို setting တွေကတော့စုံပါပါ my device ထဲဝင်ရမယ် my device ထဲမှာဝင်ပြီးတော့မှဒီလိုကားတိုင်း version ရတာကျွန်တော်ကဒါ update မြင့်ထားပြီးသားမလို့အဲ့ဒါ version ကနှိပ်နေသေးတယ်ဆိုရင်တော့မြင့်ပေးလိုက်လည်းကောင်းတယ်နော်ဒါကတော့ latest ဖြစ်နေလို့ version update လိုတယ်ဆိုမြင့်ပေးလိုက်နော်